စိုင်းရင်မိုးလေးတွေဝစ်ပင်နေပြီနော်မနှက်ဖန်ရုံးပရက်လေးမှာစိုင်းရင်မိုးလေးတွေကိုဒါက3 line စင်းလေးနော်ဒါနော်ဒါက3 line စင်းလေးပါနော်စိုင်းရင်မိုးကို3 line စင်းလေးလည်းရောက်ပါပြီဒီမှာကပ်ပယ်လေးပေါ့နော်စိုင်းရင်မိုးနဲ့စိုင်းရင်မမတို့အတွက်ပေါ့နော်3 line စင်းလေးကကပ်ပယ်ဝတ်လို့ရပါပြီကာလာလေးတွေကတော့10အောင်12အောင်လာထားပါတယ်ရှင်ဒါကတော့စိုင်းရင်မိုးမှာတို့တကိုယ်ဒီလူပြိုကြီးတွေအတွက်အပြိုကြီးမမတွေအတွက်လည်းဒါလေးကရိုးရိုးရှင်းရှင်းဝတ်လို့ရပါတယ်ဒါမှမဟုတ်မောင်လေးခန့်ခန့်ညညာချောချောလေးတယောက်တည်းပြင်သွားမယ်ဆိုလည်းအဆင်ပြေရပေါ့နော်ဒီလိုကပ်ပယ်လေးတွဲမဲ့အတွဲထလာလေးအတွက်လည်းလူလေးတွဲပေးထားပါတယ်အယောင်လေးရာကြိုက်တာလေးနဲ့တွဲလို့ရပါတယ်မစားလို့ဒီမှာစမ်းရင်မို့3 line စင်းနဲ့ရောရိုးရိုးရှင်းရှင်းပြောင်လေးနဲ့ရောနှစ်ဆိုင်သလုံးရပါပြီချုပ်အိုးချုပ်သားရော quality ရောအရန်ကောင်းပြီးတော့တည်သက်ပါတယ်ရှင်အသားလေးတွေကလည်းပေါ့နော်ချီပေါင်းသားစစ်စစ်လေးတွေဖြစ်ပါတယ်အင်းလေးချီပေါင်းသားစစ်စစ်လေးပေါ့နော် straight collar လေးရာစားသုံးမိတာရန်တည်သက်တဲ့ချုပ်အိုးလေးတွေကိုကြည့်ဟောကတင်ရလဲလုံးဝ share ကောင်းဒီနားမှာတီးတန်လေးရာစားလုံးဝ share ပေါ့နော်ဒီလိုအသားကောင်းကောင်းအေးအေးလေးကိုထုတ်ပေးထားပါတယ်ရှင်။လက်ဖက်ရုံးပိတ်ရက်လေးမှာမသားတို့ဆိုင်မှာစမ်းရင်မိုးလေးတွေလာရောက်အားပေးလို့ရပါပြီရှင်။အားလုံးကျေးဇူးအများကြီးတင်ပါတယ်ရှင်။ Bye bye